ဆရာကြီးမင်္ဂလာပါရှင် မင်္ဂလာပါသမီး အခုမေကွန်းရှင်ကဒေါ်ဖြူဖြူပါ ဒေါ်ဖြူဖြူဟုတ်ပြီ ဟုတ်ကဲ့အသက်45နှစ်ပါဆရာကြီး အရွယ်ကောင်း ဆက်ချုပ်ပါတယ်တဲ့ညောင်ဦးပါ အထိုင်များမယ် ဆရာကြီးရှင်တဲ့မနေ့အိယာထရင်ခြီဘဝခြေဖက်နှောက်နာနေလို့ပါတဲ့ ဟုတ်ပြီအဲ့ဒါတော့ခြေဘွားခြေတော်တာတော့ရေချိုးရင်စားကြမ်းကြမ်းနဲ့ပုတ်ပါလျှားလိုက်ပုတ်ပါ ဟုတ်ကဲ့ဆရာ တိ ကြီး နောက်တစ်ခုကစီးတဲ့ဖက်တ်ဒီအခုခစ်ပေါ်ပေါ့နော်ကျမ်းမာရေးဖက်တ်လေးခေါ်တယ်ဘူလေးတွေပါတယ်ဖက်တ် ဟုတ်ကဲ့ဆရာကြီး အဲ့လိုဘူလေးတွေပါတဲ့ဖက်တ်ကိုအိမ်ထဲမှာလဲစီးအိမ်မြင်သွားလဲစီး စီဟုတ်ကဲ့ဆရာကြီး 200လောက်ဝယ်ထားအိမ်ထဲစီးတာတန်တန်လေးစီးပေါ့အိမ်မြင်ကြတော့ကျုံလို့စီးပေါ့အဲ့လိုစီးပါလို့ ဟုတ်ကဲ့ဆရာကြီးထိုင်တာကြာပြီးလမ်းလျှောက်ရင်လေတဲ့ခြေဘဝနာပါတယ်တဲ့ ဒါတော့ဖြစ်မှာပဲလေ ဟုတ်ကဲ့ပုံမှန်လျှောက်တာကြာသွားရင်တဲ့မနာတော့ပါဘူးရှင် အဲ့ဒါကတော့ဒါထုံးစံပါပဲ ဟုတ်ကဲ့ဘာယောဂလဲပြောပြပေးပါရှင်တဲ့ ဟောအစွန်ဖျားသွားတဲ့လေအားနေတဲ့ယောဂပါယောဂနာမည် ဟုတ်ကဲ့ပါဆရာကြီး ကိုယ့်ရဲ့အစွန်ဖျားသွားတဲ့လေအားနေတဲ့ယောဂပါ ဟုတ်ကဲ့ပါဆရာကြီး အဲ့တော့ထိုင်အားထားလို့ရှိရင်ချက်ချင်းထားမလျှောက်ပါနဲ့ဥမာလက်ကိုခြုံမန်ကတာမြင်သားတယ်နော် ဟုတ်ကဲ့ပါဆရာကြီး လျှောက်ကိုလည်းခြုံမန်ကသလိုခြေချောင်းလေးကိုကွေးလိုက် စမ်း ပြန်ဆန့်ထုတ်လိုက်ကွေးလိုက်ပြန်ဆန့်ထုတ်လိုက်ခြေချင်းဝုတ်ကိုလည်းဖဏောင်လေးထောင်ထားပြီးရှေ့ဆန့်လိုက် နောက်ပြန်ကော်လိုက် ဟုတ်ကဲ့ဆရာ ရှေ့ဆန့်လိုက်နောက်ပြန်ကော်လိုက်အဲ့ဒါအချိန်20လောက်လုပ်ပြီးတော့တွေးဘူးလေးချိန်လောက်တာပေါ့ ဟုတ်ကဲ့ပါဆရာ အဲ့လိုပြီးမှထားသွားရတဲ့တက်တာပါလိမ့်မယ် ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင် ဟုတ်ပြီအားလုံးအစာဝအနာကဲဘုရားရှင်ကြပါစေဗျာ